นี่ยังบ่าน ဟုတ်တယ် นี่บลูเชมเลยตัวเนี้ย ဟောလေစပင်ကို rebound လုပ်ပြီးတော့ကာလာကတစ်ခါမှမဆိုးဘူးလို့လေ ဟုတ်လားပထမဆုံးညှိထိုးအောင် ဟုတ်တယ် ကလာဆိုမှာ ဆိုး ရင်းက rebound မနေကျင်လောက်လုပ်ထားတယ်အောက်ဒီမှာလုပ်ထားရှိ အရင်တော့ကလည်းခဏ rebound လုပ်တယ် ဟုတ်လား ဒါပေမဲ့အခုမလုပ်တော့ဟိုနည်းနည်းကြာ ဘယ်နှစ်ယောက်ရှိ ဒီလောက်ရှည်ရဲ့အထိပဲ ဟုတ်ရှိပြီးတော့နှစ်လောက်ပေါ့တနေ့ခွဲနှစ်ပေါ့အဲ့လိုပေါ့နော် တစ်နှစ်ခွဲလောက်တော့မရှိသေးဘူးထင်တယ်တစ်နှစ်လောက်ပဲ တ ရှိ နေ့လောက်ပဲရှိတယ်လားဟိုညိုနီလောက်လေးကညိုမဟုတ်အနီမဟုတ်ပုံစံမျိုးလေးဆိုမိုက်တယ်ဘာလို့လဲဆိုတော့ဒီမှာအသားလေးပွေးရဆိုတော့လေအသားပွေးရင်သူကပို့ပြီးမျက်နှာလင်းနေလှတယ်အဲ့လိုပဲပုံစံလေးနဲ့ကလာပဲဆူလိုက်တော့ဗောနော်ပြောပြီးကောင်းလေးလုပ်လိုက်တဲ့လေးဖြစ်သွားနော်ပြင်ဖွားနေရလေးတက်ရလေးဖြစ်တာဗောနော်ဟုတ်ရဲ့ You me can you move to ya ola kasakalola ya oda yita setala lo mo pa people hate ya